လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကကဘာကျော်သောပြင်ဆရာကြီးတယောက်ဟာဘယ်သူမှမဖွင့်နိုင်တဲ့လုံခြုံရေးတစ်တာကြီးတစ်လုံးကိုတီထွင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအဲ့ဒီတစ်တာထဲမှာကိုပိတ်လောင်ပြီးပင်လယ်နက်ထဲကိုနစ်မြုပ်စေခဲ့ပါတယ်။သူ့ရဲ့တခုတည်းသောဆန္ဒကတော့ဒီနေ့မှာပါရမီရှင်တယောက်ပေါ်လာပြီးဒီတစ်တာကိုဖွင့်ပေးဖို့ပါပဲ။ဒါပေမဲ့ကံကြမ္မာအရာအဲ့ဒီလူဟာနှစ်ပေါင်း100ကြာမှမွေးဖွားလာခဲ့ပါတယ်။သူကတော့ဂျက်ပါသူ့အတွက်တော့ဖွင့်ရတာဟာကစားပွဲတစ်ခုလိုပါပဲခင်မီပန်တိုက်ကြီးတွေကိုတောင်စက္ကန့်ပိုင်းတွင်သူဖွင့်နိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့အရေးချင်းတွေကိုအွန်လိုင်းမှာတင်ခဲ့ပေမဲ့ဘယ်သူမှစိတ်မဝင်စားခဲ့ကြပါဘူး။ဒီနေ့မှာတော့သူ့စီကိုရှိုးဝက်အီးမေးလ်တစ်ဆောင်ရောက်လာပါတယ်။အဲ့ဒီထဲမှာဒနာရီလာတစ်တာကြီးရဲ့ဒီနေရာကိုပြောပြမယ်။ဒါပေမဲ့ဘာလင်မှာကျင်းပတဲ့မြေအောက်တော့ဖွင့်ပြိုင်ပွဲမှာအနိုင်ရမယ်လို့ကမ်းလှမ်းလာပါတယ်။ဂျက်ဟာပြိုင်ပွဲကိုပထမဆုံးအကြိမ်ရောက်လာတာမို့တုံလုံနေပြီး3မိနစ်တောင်နောက်ကျခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပါရမီကြောင့်တတိယနေရာနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ဒုတိယအဆင့်မှာတော့တောထဲမှာတေးဂီတဒေတာလေးတွေထည့်ထားတာမို့တောရဲ့အတန်ကိုနားထောင်လို့မရအောင်လုပ်ထားပါတယ်။အဲ့ဒီမှာဂျက်ဟာ10နှစ်ဆက်တိုက်ချန်ပီယံဂျွန်ကိုသတိထားမိသွားပါတယ်။ဂျွန်ဟာဂီတတန်တွေကြားထဲကနေ10မိနစ်အတွင်းမှာပဲတော့ကိုအလွယ်တကူဖွင့်ပြသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘိုလူပွဲရောက်လာပါပြီ။သူတို့ရှေ့မှာရှိနေတာကကမ္ဘာအခက်ခဲဆုံးတော်ဝင်တော့ပါပဲဒီတော့မှာအတန်လိုင်းနှုံခါမှုတွေတက်ဆင်ထားတာမို့ဘာအတန်မှနားထောင်လို့မရပါဘူး။ဂျွန်ကတော့အတန်ချစ်ဆက်ကိုတုံးပြီးစူးစမ်းနေပြီမဲ့ဂျက်ကတော့အေးဆေးဆေးပါပဲသူဟာတစ်တာတကားပေါ်ကိုလက်တင်ပြီးပတ်ဝန်းကျင်ကတုံခါမှုတွေကိုအာရုံခံလိုက်ပါတယ်။အချိန်10မိနစ်ပဲကျန်တော့တဲ့အချိန်မှာအားလုံးကသူရှုံးပြီလို့ထင်နေကြတာပါဒါပေမဲ့ဂျက်ဟာရုတ်တရက်လှုပ်ရှားလိုက်ပြီး9စက္ကန့်အတွင်းမှာပဲတော့3စင်လုံးကိုဖွင့်ချလိုက်ပါတယ်။အားလုံးအံ့လာသွားကြပြီးတော့ဘရင်အစ်တစ်ပါးပေါ်ထွက်လာခဲ့ပါပြီ။ဂျက်ဟာစုချင်းငွေ$1တန်းရခဲ့ပေမဲ့သူစိတ်ဝင်စားတာကဒနာရီလာတစ်တာကြီးပါပဲဒါပေမဲ့ပွဲစီစဉ်သူတွေကလည်းအဲ့ဒီတစ်တာဘယ်မှာလဲဆိုတာတကယ်မသိကြပါဘူးနောက်တစ်နေ့မှာတော့ရှိုးဝတ်တဲ့အမျိုးသမီးတယောက်ကျဲရဲ့ရှေ့ကိုရောက်လာခဲ့ပါတယ်သူမကဘာတွေများပြောမှာလဲ